ဟုတ်ကဲ့ရှင်အခုတော့နော်9ချိန်မြောက်ပေါ့နော်9ချိန်မြောက်လှူတဲ့အလှူရှင်ကဘယ်ရများလဲရှင်9ချိန်မြောက်ကျွန်တော်တို့လှမ်းလှူတဲ့လူကတော့လေဦးမျိုးဝင်းတို့ဒေါ်တင်စာဦးတီးနာဈေးဝင်မြောက်ကလာမျိုးနဲ့ရန်ကုန်မျိုးကဖြစ်ပါတယ်ကျွန်တော်တို့ဒီအခု site တွဲလေးနဲ့ဟောနော်တာတာအကောက်ကနေပြီးတော့ site တွဲလေးနဲ့လှူနေပါတယ်ဆိုတဲ့အစီအစဉ်လေးပေါ့နော်ဒါကျွန်တော်ညီမတွေရောအကုန်လုံးပါဝင်ပါတယ်အခုဆိုလို့ချင်းဒီ site တွဲလေးနဲ့ကျွန်တော်တို့ကမုတ်ဒီကိုအပြည့်တောင်းဝင်မှာပါဒါကတော့ကျွန်တော်ရွာနေစထွက်တဲ့အစီအစဉ်လေးကိုကျွန်တော် line ပေါ်တင်ပါတယ်ဦးမျိုးဝင်းတို့နဲ့ဒေါ်တင်စာဦးတီးနေတာဇင်းဝင်းကအကိုတွေအမတွေကိုလည်းလေးစောကဒီနေရာနေပြီးတော့ကျွန်တော်တို့ဦးညွတ်ပါတယ်ကျွန်တော်တို့ငလင်ဘေးဒုက္ခသည်တွေကိုလှူတဲ့အတွက်နောက်ပြီးလို့ရှိရင်ကျွန်တော်အဲ့ဒီဆိုင်ရောက်လို့ရှိလို့ရှိရင်လည်းတစ်ခါထပ်တင်ပေးပါမယ်ကျွန်တော်တို့ဝယ်တာချမ်းသာတွေအကုန်လုံးထပ်တင်ပေးပါမယ်တာတာကောက်ကတော့အရင်ဆုံးကတော့ကျွန်တော်တို့ငွေသားလက်မခံပါဘူးဒါပေမဲ့အခုလဲကြလဲကြတော့ကျွန်တော်တို့ရေစိတ်ကံလမ်းရှိကကျွန်တော်ရောက်ဖကိုပဲရနေတဲ့တဆင့်လှူဒန်းပေးတဲ့အတွက်ကျွန်တော်ရောက်ဖယုံကြည်မှုကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အခုတွတ်ပြီးခွေးရှိတဲ့မုတ်ဆက်ယုံကြီးကိုအခုသွားမှာပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုတခုလောက်မေးကြည့်အောင်အခုလှူရှင်ကပိုက်ဆံဘယ်လောက်များလှူရလဲရှင်ငွေသားကျပ်3သိန်းလှမ်းပို့လိုက်ပါတယ်ခင်ဗျာငွေသားကျပ်3သိန်းလှမ်းပို့လိုက်ပါတယ်ခင်ဗျာအဲ့ကျပ်3သိန်းကိုလည်းအခုကျပ်3သိန်းအလျောက်အကုန်လုံးကျွန်တော်တို့ဝယ်မှာပါခင်ဗျာအဲ့ကြလို့ရှိရင်ကျွန်တော်ဘောင်ချလေးကိုလည်းဒီလိုမျိုးရိုက်ပြပါမယ်ကျွန်တော်တို့အကုန်လုံးလှူတဲ့အဆိုတဲ့အကြောင်းကိုရိုက်ပြပါမယ်နော်ကျွန်တော်တို့လှူမှန်းမဲ့နေရာလေးကိုလည်းကျွန်တော်တို့ကတကယ်လိုအပ်နေတဲ့နေရာကိုသွားလှူမှာဖြစ်ပါတယ်အဲ့ဒါကိုလည်းဘယ်နေရာကိုလိုအပ်တယ်ဆိုတာကိုလည်းကျွန်တော်တို့နောက်တစ်ခေါက်ကြလို့ရှိရင်ကျွန်တော်ဆက်ပြောပြပေးပါမယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်